အားလုံးပဲမင်္ဂလာညချမ်းလေးပါကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာတာတီရဲ့မဖဲဝါမုန်းတဲ့စုံပဲဖြစ်ပါတယ်ဇာတ်လမ်းလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပြီးဖို့မြတ်တာအခမ်းပေးရစီခင်ဗျာအညာဆောင်ပြအေးချက်ကတော့ကန်းကုန်ရောပြိုးတာတီတို့အညာသားတွေဆိုတာညရောက်ရင်မီးလုံကြပြည့်ရဲ့အိယာဝင်တာနဲ့ဂုံဒီအိတ်ကိုချုပ်ထားတဲ့စောက်တစ်ထက်အညာဆောင်ထူထူတစ်ထက်ချုပ်ပြီးကိုးကြတာပေါ့ဗျာဒီညနေထမင်းရလဲစားကောင်းတဲ့ဗျဖရဲကလေးတွေကိုအချိုချက်လို့ချက်မောင်ဘက်ကိုမြေပဲနဲ့ရောထောင်းပြီးကျက်သွန်ကြီးအကွင်းလိုက်လှီးထားတာလေးနဲ့မြေပဲစီမှုမွေးလေးလောင်းလိုက်ပြီးတုပ်လိမ့်ထားတာရဲ့အမဲချက်ကိုရေနဲ့စိမ်ပြီးဖုတ်ထားတာလေးရဲ့ပါတဲ့ဗျပဲစီလေးနဲ့အောင်စမ်းထားပြီးတော့ကောင်းချက်ဗျာကျုပ်ပြထမင်းပဏ္ဏကန်ထဲ့မိမှတော့မသိပါဘူးဗျာလာကပြပြသူတောင်ကုန်းကနီးပေါ့အေးကနည်းနည်းလေးမှမလျော်သေးပါဘူးဗျာနေလုံးပြောက်ပြီးမိုးချုပ်လာတာနဲ့စိတ်လာတာပြုတ်ကျုပ်လဲဝိုင်းထဲမှာစောစောပဲမီးဖို့လိုက်တယ်အဘတို့အမေတို့ကအသက်ကလေးတွေရကုန်ကြပြီလေဗျာအေးတန်တိတ်မခံနိုင်တော့ဘူးဗျကျုပ်မီးဖို့မီးဆွဲတာနဲ့ထင်းယုံတွေကထင်းလုံးကြီးကြီးဆွဲလာပြီးမီးကူအောင်လှုပ်လိုက်တယ်ဟဲ့ဘာတော့တာတည်းလာကြအဘကိုခေါ်ခဲ့ကြမီးဖို့ပြီးပြီစောစောလေးမီးလုံကြဒီညတော်တော်အေးမဲ့ပုံပဲခုတော့စိတ်လာပြီ။အော်အေးလာပြီ။တော့ကိုညံတော်သားတာတီခေါ်လို့မီးဖို့ပြီးပြီတဲ့။အေးလာပြီလူလေးရေ။အဘကတော့ကြုတ်ကြောင်လှမ်းပြောတယ်။ခဏနေတော့အမေနဲ့အဘအိမ်မောကဆင်းလာကြတယ်ဗျ။ကျုပ်ဖို့ဝေးတဲ့မီးဖို့ရဲ့ဘေးမှာကျုပ်ကတခါတည်းဖြာချမ်းလေးပါခင်းပေးတာဗျ။အဘကယူနီခရရောအကျန်းပကံတွေပါယူလာတယ်။ဒါလည်းကျုပ်တို့အညာသူအညာသားတွေရဲ့စီးစိမ်တစ်မျိုးပေါ့ဗျာ။ကိုကြီးတာတီမီးလုံနေကြပြီလား။ဟောဗျာကြောက်ခဲနဲ့တံမဏိရောက်ချလာပြီဟဲ့ကောင်နေလာကွာဒီညအေးလို့ကွာအဖားနဲ့အမေကိုမီးလုံမိတာကွာဟဲ့ကြောက်ခဲနဲ့တံမဏိလာကြဟေ့လက်ဖက်စားပြီးယူနေချမ်းမပူလေးတောက်ကြအမေကဒီနှစ်ကောင်ကိုလှုပ်ခင်တာဗျမထိုင်တော့ဘူးအကြီးကိုကြီးတာတေကိုလာခေါ်တာဗျဘာလေးချစ်ခိုင်တို့ဝိုင်းကိုသွားမလို့ဗျဟေးဟုတ်လားချစ်ခိုင်တို့ဝိုင်းမှာဘာတွေလှုပ်ရှားကြမလို့တော့မလှုပ်ရှားပါဘူးအကြီးရဲ့မနက်ကတတဲ့ကိုသွားပြီးမေးဆန်းကြမလို့ပါဟေးဘာသတင်းတော့ကြောက်ခဲရငါလည်းဘာမှမသိရပါလားဟာကိုကြီးတာတီကလည်းရွာရှေပိုင်းကဗာလေးချစ်ခိုင်တို့ဝိုင်းမှာမနက်အစောကြီးကြီးကန်းနေရောက်နေလို့ဗျလင်းတာကြောပြူကြီးတကောင်လည်းပါတယ်ဗျဟာဒီကောင်ကြောက်ခဲငါကအဟုတ်မဲ့လို့ဝိုင်းထဲကတပ်ပင်တွေမှာကြီးကန်းနာတာဘာဖြစ်လို့တော့ကွာဒါမြအထူးဆန်းလို့လို့ကွာလာဒီမှာပဲမီးလုံးကြဟာကိုကြီးတာတီကလည်းကျုပ်စကားတော့မဆုံးသေးဘူးဗျဟေးဒါဆိုလဲဆက်ပြောကွာကြီးကန်းက9កောင်6កောင်ရှိတဲ့ဗျအားလုံးကတောကြီးကန်းတွေကြီးပဲတဲ့အကောင်တွေကလည်းတော်တော်လေးကြီးတဲ့ဗျဘာလေးချစ်ကန်ဝိုင်းထဲကဆင်းရလာမှာကြီးကန်းတကောင်ကအာဆိုပြီးအတန်မမာကြီးနဲ့អော်လိုက်တဲ့ဗျာဘာလေးချစ်ကဒီကြီးကန်းကအော်ရာကြီးကတမျိုးပါလားဆိုပြီးတရက်ပင်ပေါ်မောကြည့်လိုက်တော့ကြီးကန်းတွေကဘာလေးကိုဝိုင်းကြည့်နေကြတဲ့ဗျာဘာလေးကရွှီဆိုပြီးလက်နဲ့ဟိုရန်မောင်းတာတော့မှမလှုပ်ဘူးတဲ့ဗျာကြီးကန်းတွေကလည်းအကြီးကြီးတွေဆိုတော့ဘာလေးကနည်းနည်းစိုးရင်သွားပြီးအိမ်ပေါ်ပြန်တက်ခဲ့တယ်ဗျာကိုကြီးတာတီလည်းတည်သားပဲဗျာဘာလေးချစ်ကန်ကဒီရွာမှာလောက်လေးပြစ်ပြရင်အမြဲတမ်းနိုင်တဲ့သူမှုလားသူ့ရဲ့လောက်လေးကိုင်းမှာလေးကျိုးကိုချက်ချင်းတက်လောက်စလုံးယူပြီးဝိုင်းထဲကိုပြန်ဆင်းလာခဲ့တယ်ဗျဝိုင်းထဲရောက်တော့ကြီးကန်းကြီးတွေကရှိနေတော့တယ်ဗျာအော်လဲမအော်ဘူးတဲ့ဘာလေးကိုပဲစိုက်ကြည့်နေကြတာဆိုပဲကိုကြီးတာတွေစဉ်းစားကြည့်လေကြီးကန်းဆိုတာလောက်လေးတို့လောက်လေးကွာတို့မြင်ချက်ချင်းထပြန်တာပဲမဟုတ်လားဒီကြီးကန်းတွေကမပြန်ဘူးတဲ့ဗျာလှုပ်တော့မလှုပ်ဘူးတဲ့ဗျဒီတော့ဘာလေးကသူ့ရဲ့လက်ဆွဲတော်လေးကွာကြီးနဲ့ပြစ်မလို့လှုပ်ပြီး6လန့်တဲ့ဒါလဲကြီးကန်းတွေကနည်းနည်းမှမကြောက်ဘူးတဲ့ဗျာဒါနဲ့ဘာလေးကလည်းလောက်စာအိမ်မှာလောက်စလုံးထက်ကြီးကန်းတကောင်ပြစ်လိုက်ရောတဲ့ဗျဘာလေးရဲ့လောက်လုံးကြီးကဘလောက်ပြင်းနေဆိုတာကိုကြီးတာတွေသိတာပဲဗျာဖုံးကနေထိပြီးကြီးကန်းကြီးကဘုံကနေမြေကြီးပေါ်ကျလာရောတဲ့ဗျဒီတော့မှကျန်တဲ့ကြီးကန်းတွေကထပြန်သွားကြတာတဲ့ဗျဒါတော့ဝင်းကိုပြန်လာမဟုတ်ဘူးတဲ့ဝိုင်းပေါ်မှာဝဲနေကြတာတဲ့ဗျအော်လဲမအော်ကြဘူးဗျကြီးကန်းဆိုတာသူတို့ကြီးကန်းအုပ်တွေကတကောင်ဖြစ်ရင်ကျန်တဲ့အကောင်တွေကတားနဲ့ဝိုင်းအော်တဲ့အမျိုးဗျဒီကြီးကန်းကြီးတွေကတကောင်မအော်ဘူးတဲ့ဗျမြေကြီးပေါ်ကျလာတဲ့ကြီးကန်းကြီးကစက်ငင်ဖြစ်နေတော့မှာပဲဗျာ။အုံးပင်ပေါ်မှာနားနေတဲ့လင်းတာကြီးတကောင်ကချက်ချင်းထိုးဆင်းလာတဲ့နဲတဲ့အကောင်ကြီးမဟုတ်ဘူးလေဗျာ။ကြောဖြူကြီးဆိုပဲ။တခါတည်းအဲ့ဒီလင်းတာကြောဖြူကြီးကစက်ငင်ဖြစ်နေတဲ့ကြီးကန်းကြီးပေါ်ကိုကားရခွက်ရက်လိုက်ပြီးသူ့ကိုယ်လုံးနဲ့ဝေပေးလိုက်တာတဲ့ဗျ။ဘာလေးချစ်ကအံ့ဩပြီးကြည့်နေတော့ရှိနေသေးတဲ့လင်းတာအောက်မှာစက်ငင်ဖြစ်နေတဲ့ကြီးကန်းကြီးကချက်ချင်းကောင်းသွားပြီးလင်းတာကြီးရောကြီးကန်းကြီးပါထပြန်သွားကြတဲ့ဗျ။ဟာဟုတ်လား။ထူးဆန်းလာကြည်လားကွာ။ဘာလေးချစ်ခိုင်ကသူ့လောက်လေးကြီးနဲ့ထပ်မပြစ်ဘူးလားကြောက်ခဲ့ရဟာကိုကြီးတာတွေကလည်းဘာလေးလဲအံ့ဩပြီးကြည့်နေတော့ဘယ်ပြစ်မိမှာတော့ဗျာအေးကွာကြောက်ခဲ့ရထူးဆန်းသားကွာဒီလင်းတာတဲ့ဒီကြီးကန်းတွေကဘလို့ပတ်သက်နေလေတော့ရှိသေးတယ်ဗျကိုကြီးတာတွေကဘာမှမပြောတဲ့တန်မဏိတောင်ဝင်ပြောတာဗျ
အေးပြောပါဦးကွာတမနီကအဲ့ဒီလင်းတာကြီးနဲ့ကြီးကန်းတွေကချက်ချင်းမပြန်သွားဘူးလေဗျဘာလေးချစ်တို့ဝိုင်းပေါ်မှာတော်တော်ကြာအောင်ဝိုင်းပတ်ပြီးပြန်နေကြတာတဲ့ကြီးကန်းတွေကလည်းမអော်ဘူးတဲ့ဗျလင်းတာဖြူကြီးကဂီးဆိုပြီးအတန်အကျယ်ကြီးနဲ့អော်သွားတဲ့ဘာလေးလည်းငှက်တွေပျောက်သွားတော့မှအိမ်ပေါ်တက်လာတာတဲ့ဗျနေပါအောင်ကွာမင်းတို့အခုတိထားတာကလည်းစုံနေမှပဲဘာလေးစီကိုသွားပြီးဘာအောင်မေးအောင်မှာတော့ကွာဟာဒါကရွာထဲကလူကြီးတယောက်နဲ့တယောက်ပြောကြတာပဲရှိတာကိုကြီးတာတီးကဘာလေးချစ်ပြောမှအမှန်ကိုသိရမှာမဟုတ်လားဗျလူဆိုတာတစိမ့်ကိုတက်အိတ်လုပ်ပြီးပြောကြတာဗျအဲ့ဒီအထက်မှာကျုပ်တို့ထနာကုန်းသားတွေကသူများထက်တောင်ပိုကြတဲ့ဗျတစိမ့်ကိုနှက်အိတ်လောက်လုပ်ပြောကြင်ကြတာကဲလာပါဗျာကိုကြီးတာတီးကလည်းကြောက်ခဲကကျုပ်ကိုမရမကကတ်ခေါ်နေတာဗျတာတီးရဲ့လိုက်သွားလိုက်ပါဟဲ့နင်းညီတွေကလိုက်စေခြင်းလို့တကူးတကလာခေါ်နေတဲ့ဟာနောက်ဆုံးတော့ဗာလေးချစ်ခိုင်တို့ဝိုင်းနဲ့ရောက်ခဲ့ရောဆိုပါတော့ဗျာဟုတ်တော့ဟုတ်သားဗျဘိုးညီလေးတို့ဘိုးရှုံတို့တော့ရောက်နေတာဗျဟာတာတီတော်ရောက်ပါလားဟိချစ်ခိုင်မင်းသတင်းကိုတာတီကြားသွားလို့ရှိမယ်ကွအခုမှကြားတာဗာလေးရဲ့ဒီကောင်တွေကြောက်ခဲလို့လာပြောမှသိရတာဘလို့တော့ဗာလေးရဲ့ထူးဆန်းလိုက်တာဗျာဗာလေးရဲ့လောက်ချက်ထိသွားတဲ့ငှက်အသက်ရှင်နေဆိုတာရှိဘူးလို့လားကျုပ်ကမေးလိုက်တော့ဗာလေးကသဘောကျပြီးပြုံးနေတယ်ဗျဘယ်လာပြီးရှိမှာတော့ကွာတာတီကအခုမနက်ကငါပြစ်လိုက်တာခါတိုင်းထက်တော့အားဆိုင်လိုက်သေးတာကွဘာလို့တော့ဆိုတော့ကြီးကန်းကြီးတွေက2ပေလောက်ရှိတာဟိဒီတော့ငါအားကုန်ဆွဲပြီးပြစ်လိုက်တာလောက်လေးကိုင်းဆိုတာမကြိုးရုံပဲရှိတာဒီပြစ်ချက်မျိုးထိလို့ရတော့ဘလောက်ကြီးရငှက်ပဲဖြစ်ဖြစ်မသေးပဲမရှိနိုင်ပါဘူးကွာ2ပေဟုတ်လားပါလေတော်တော်ကိုကြီးတဲ့ကြီးကန်းတွေပါဗျာဒီလိုကွာတာတီကကြီးကန်း2မျိုးရှိတယ်ကွမြို့ကြီးကန်းနဲ့တောကြီးကန်းကွမြို့ကြီးကန်းနှုတ်သီးကနေအဖျားထိ15လက်မလောက်ပဲရှိတယ်အကောင်လဲသေးတယ်တောကြီးကန်းကနှုတ်သီးဖျားကနေအမိဖျားထိလက်မ20 22လက်မခန့်လောက်ရှိတယ်ကွအခုကောင်ကြီးတွေက24လက်မလောက်ရှိတယ်ကွာဟာဘာလေးတိုက်မှုတယ်ဟုတ်လားကျုပ်ကတောင်းနဲ့ဘာလေးချစ်ခိုင်အောင်မေးလိုက်တာဗျဟာဟဲ့ကောင်တာတီကငါ့ကိုဒီနယ်တကြောမှာငှက်မုံဆိုချစ်ခိုင်လို့ခေါ်ကြတာမင်းမသိဘူးလားဒီတစ်ဝိုက်မှာငါလောက်ငှက်ချမ်းကြည်တယ်ငှက်နားလဲတဲ့သူဘယ်သူရှိလို့တော့ဟုတ်သားဗျဘာလေးကိုငှက်မုံဆိုလို့ခေါ်ကြတာဘာလေးကယုံလည်းမပြစ်ဘူးတခြားသားကောင်တွေကိုလည်းမလိုက်ဘူးငှက်တစ်မျိုးပဲပြစ်တဲ့သူဗျဘာလေးတို့ပြစ်လိုက်ရင်လည်းတစ်ချက်တစ်ကောင်ပဲပြုတ်အုံးချစ်ခိုင်ရဲ့ဘိုးတွေးကြည့်ရတော့အုံးမင်ပေါ်မှာနားနေတဲ့လင်းနာကြောပြူကြီးနဲ့ဒီကြီးကန်းတွေကအတူတူလာတာဖြစ်မယ်ကွဘိုးကြီးလေးကပြောတဲ့ဗျဟာတေးကြတာပေါ့ဘိုးရဒါကြောင့်လင်းနာကြီးကချက်ချင်းထိုးဆင်းလာပြီးကြီးကန်းကိုအသက်ရှင်အောင်လုပ်ပေးလိုက်တာပေါ့ပြန်လဲအတူတူပြန်သွားကြတာပဲလေထူးတော့ထူးတာပဲကွငါတော့တကယ်မတင်ကြဘူးချစ်ခိုင်ရဘိုးယုံကလည်းမျက်မှောင်ကြီးကြုတ်ပြီးပြောတယ်ဗျဘာကိုတော့ကိုယုံရဲ့ဘာကိုမတင်ကြတာတော့ဝင်းကြီးလေးကဘိုးယုံကိုလှည့်မိတယ်ကျုပ်စိတ်ထင်ကတော့ဒီကြီးကန်းတွေဟာတာမန်မဟုတ်ဘူးထင်တယ်ဗျတခုခုလှုပ်ထားတဲ့တိရစ္ဆာန်တွေဖြစ်မယ်ဗျဘလို့တခုခုလှုပ်ထားတာတော့ဘိုးယုံရဲ့ရှင်းအောင်ပြောတတ်ပါဗျာဘာလေးချစ်ခိုင်ကဘိုးယုံပြောတာကိုနားမလည်လို့ပြန်မေးလိုက်တယ်ဘိုးပြောတာဒီလိုကွယ်မောင်ချစ်ခိုင်ရဲ့ကဝေတွေဆုံးတွေနဲ့များပတ်သက်နေသလားလို့တွေးမိလို့ပါကွာဘိုးယုံပြောတာကိုအားလုံးကစိတ်ဝင်စားသွားကြပြီဗျအဲ့လိုမျိုးဟာကိုယုံမြင်ဘူးလားကြားဘူးလားရှိလို့လားဘုန်းကြီးလေးကဘိုးယုံပြန်မေးတယ်ဒီတော့ဘိုးယုံကခေါင်းလေးညှိပြီးပြောတယ်ဗျကျုပ်ငယ်တုန်းကကျုပ်တို့ရွာမှာမိန်းမကြီးတယောက်ရှိတယ်မမင်းယူလို့ခေါ်တယ်ရွာထဲမှာဘာယောဂဖြစ်ဖြစ်သူကူရင်ပျောက်တာပဲဗျဟိုစီးလိုဒီစီးလိုနဲ့တကယ်တော့ဟိုးညံဘာစီးတစ်ခုမှတိုက်တယ်မဟုတ်ဘူးဗျသူ့လက်နဲ့ထိယုံတက်နဲ့ကိုပျောက်တာဟာတော်တော်စွမ်းတယ်ဘွားတော်ကြီးပါလားကြောက်ခဲဗျကြောက်ခဲကတောင်းနဲ့ဝင်ပြောတာဘိုးယုံကလည်းဆက်ပြောတယ်ကျုပ်ဘိုးကကျုပ်ကိုတိုးတိုးလေးကပ်ပြောတယ်ဗျလူလေးအဲ့ဒီမိမကြီးကိုလမ်းမှာတွေ့ရင်မကြည့်မိစေနဲ့ဖာတိဖာတာပဲနေကြားလားအဲ့ဒီမိမကြီးကဝမ်းနဲ့ဆုံးမကြီးကွမောင်ယုံရဲ့လို့ပြောတယ်ဗျနေပါအောင်ဘိုးရဲ့ဝမ်းနဲ့ဆုံးဆိုတာဘာကိုပြောတာတော့ဗျကြောက်ခဲမေးပြန်ပြီဗျဘိုးယုံကဒီတခါတော့ကြောက်ခဲကိုလှမ်းကြည့်ပြီးပြောတယ်ဗျဝမ်းနဲ့ဆုံးဆိုတာမွေးကတဲ့ကအလိုလိုပညာတတ်နေတာကွကလေးချင်းကစားနေတော့သူများအရေးကိုဖနှောက်နဲ့ပေါက်လိုက်ရင်အပေါက်ခံရတဲ့ကလေးကဖျားတော့တာပဲတဲ့ကွအဲ့ဒီလောက်တော့ငါမေးဖို့မလိုပါဘူးကြောက်ခဲရမင်းဆက်ရတာတီကိုမေးသိပါတယ်ကွဘိုးယုံကပြောတော့အားလုံးကကျုပ်ကိုကြည့်ပြီးပြုံးနေကြတယ်ဗျကျုပ်လည်းအဲ့လောက်တော့မသိပါဘူးဘိုးရဲ့လို့ကျုပ်ကပြောလိုက်တယ်ဘိုးယုံကစကားကိုဆက်ပြောတယ်အဲ့ဒီမိမကြီးကသူ့ဝိုင်းထဲမှာတောကြီးကန်းတစ်ကောင်ကိုသူ့ပညာနဲ့မွေးထားတဲ့ဗျသူ့မှာပတ်စံအသုံးပြတ်တော့မယ်ဆိုရင်သူ့တောကြီးကန်းကြီးကိုလွှတ်လိုက်တာပဲတဲ့ကိုရမှာပဲဖြစ်ဖြစ်အနီးနားရွာတွေမှာပဲဖြစ်ဖြစ်ပေါ့ဗျာတောကြီးကန်းကြီးကအိမ်ခေါင်မှာနားပြီးအာလို့
အော်တဲ့ပြုတ်ဒါဆိုရင်အဲ့ဒီအိမ်ကလူတယောက်ဖျားရင်ဖျားဘိုက်အောင်ရင်အောက်တခုခုတော့ဖြစ်တော့တာပဲပြုတ်ဟိုဆရာဒီဆရာကြိုက်တဲ့ဆရာနဲ့ကုကြောက်ကိုမပြောက်ဘူးတဲ့ပြုတ်နောက်ဆုံးမေမေးယူကြီးပြင်ပြီးကုတော့မှကြောက်တာတဲ့ပြုတ်သူကစေကူကမြမြမတောင်းဘူးတဲ့ဗျစန္ဒပီနဲ့မွေငါးအမတ်တွေရပြီဆိုပဲဒါပေမဲ့သူစေးမကူရတဲ့နေ့ဆိုတာမရှိဘူးတဲ့ပြုတ်မိမကြီးဆိုတာရွှေလက်ကောက်တွေဝစ်လို့ဗျရွှေဆွဲကြိုးတုတ်တုတ်ကြီးတွေလည်းဆွဲလို့ပေါ့ဗျာစုံလားကဝေလားတော့မသိဘူးပေါ့ဗျာကျုပ်နည်းနည်းကြည့်လာတော့မမင်းယူဝိုင်းနာရောက်ရင်သူမွေးထားတယ်ဆိုတဲ့တောကြီးကန်းကြီးကိုလိုက်ရှာကြည့်တာဗျတွေ့ရောတွေ့လားမောင်ယုံရဲ့တွေ့တော့တွေ့တယ်ဗျဒါပေမဲ့ကျုပ်ဘိုးပြောတဲ့တောကြီးကန်းကြီးဟုတ်လားမဟုတ်လားတော့မသိဘူးဗျကိုရုံဘိုးကတေးသေးချာတိလို့ပြောတာပဲရှိမှာပေါ့ဘိုးကြီးလေးကဘိုးယုံကိုပြောတယ်ဟုတ်တယ်ဘိုးကြီးလေးရဲ့ကျုပ်ဘိုးကအားကြီးစကားနေတာမဟုတ်တဲ့စကားဆိုနည်းနည်းမှပြောတာမဟုတ်ဘူးမေမင်းယူအကြောင်းကိုတော့မဟုတ်ဘဲနဲ့ကျုပ်ဘိုးကမပြောပါဘူးဗျာကျုပ်တို့ဘက်ရွာတွေမှာတော့ဒီမိမကြီးကိုစေဝါမစုမမင်းယူလို့ပြောကြတဲ့ဗျာမိနေတဲ့ခလေးမွေးလို့မရရင်သူ့သာခေါ်လိုက်ရွှေရောရှိရှူမွေးနိုင်တဲ့ပြုတ်ဒါပေမဲ့အိမ်ကလူတွေအပြင်ထွက်ပေးရတဲ့ဗျညဘက်ဆိုရင်တအိမ်လုံးမီးတွေမှုတ်ပေးရတယ်တဲ့မောင်ကြီးထဲမှာ तू ကခလေးမွေးပေးတာဆိုပဲအဲ့ဒီချိန်ကအိမ်ပေါ်က तू မွေးထားတဲ့ကြီးကန်းကအာလို့អော်နေတဲ့ဗျာဒါပေမဲ့လူတွေကတော့ဘယ်တတိထားမိမှာတော့ဗျာကျုပ်ဘိုးကတော့တတိထားမိတယ်ဗျအဲ့ဒါကြောင့်ကျုပ်စိတ်ထဲကမတင်ကြဘူးလို့ချစ်ခံပြောတာပါမနက်ကမင်းပြစ်လိုက်တဲ့ကြီးကန်းကတခုခုနဲ့များပတ်သက်နေသလားလို့တွေးမိလို့ပါဒီတော့ဗာလေးချစ်ခံရပြန်ပြောတဲ့ဗျာဘိုးယုံပြောတာလဲဖြစ်တော့ဖြစ်နိုင်တာပဲဗျဒါပေမဲ့ကျုပ်ကတော့နောက်တစ်ခါတွေ့လို့ကတော့ကြီးကန်းရောလင်းရောအလုပ်ပေးမှာမဟုတ်ဘူးဗျကျုပ်လောက်လေးနဲ့အသေးကိုစော်တော့မှာဗျအဲ့လိုပြောရင်းနဲ့ငှက်တွေအကြောင်းစကားရောက်သွားပြီးဗာလေးချစ်ခံပြောတဲ့ငှက်တွေအကြောင်းကိုနားထောင်ကြရတာပေါ့ဗျာအဲ့ဒီညက10နာရီကျော်မှကျုပ်တို့အိမ်ပြန်ကြရတာကျုပ်အိမ်ရောက်တော့အဘနဲ့အမေတော်အိပ်ပျော်နေကြပြီဗျမနက်အိပ်ရလို့တော့အမေပဲအချိန်ထပေါင်းတာမှမသိတဲ့ကောင်းချင်းပေါင်းကအစင်သစ်ကြုံနေလို့ဗျာပဲပေါင်းလေဗျပဲလုံးဖြူဖြူလေးတွေနဲ့ပေါင်းထားတဲ့ကောင်းချင်းပဲပေါင်းဗျလမ်းလော်ထောင်းကလေးနဲ့အဘရဲ့အမေရဲ့ကျုပ်ရဲ့ကောင်းချင်းပေါင်းပူပူလေးနဲ့မှုတ်ပြီးလက်ထဲကိုကြစ်အောင်ဆုပ်လိုက်လမ်းထောင်းလေးနဲ့စားလိုက်နေဗျကောင်းချင်းပေါင်းစားရင်အဘကကျုပ်ကိုမေးတယ်လူလေးညားကချစ်ခိုင်လို့ဝိုင်းအောင်သွားတာဘာသတင်းထူတော့ကွာအဘကမေးတော့ကျုပ်ပြောရတော့တာပေါ့ဗျာအဘကြီးမနှိညာကကြောက်ခဲနဲ့တမဏိပြောတာအမှန်ပဲဗျမနက်စောစောသူတို့ဝိုင်းထဲကိုရောက်နေတဲ့တောကြီးကန်းကြီးတွေကိုဗာလေးချစ်ခိုင်က6လှမ်းပြီးမောင်းတာနည်းနည်းမှမကြောက်ပဲဗာလေးကိုပြူးပြီးကြည့်နေတဲ့ဗျဒါနဲ့ဗာလေးကဒေါသဖြစ်ပြီးအိမ်ပေါ်တက်သူ့လက်ဆွဲတော်လေးကျိုးကိုတက်ပြီးနောက်ဆက်လုံးနဲ့ကြီးကန်းတစ်ကောင်ပြစ်ချလိုက်တာဘုံကနေပြုတ်ကြရောတယ်ဗျအဲ့ဒီကြီးကန်းဆက်ငင်ဖြစ်နေတဲ့အချိန်မှာဗာလေးတို့ဝိုင်းထဲကအုံးမင်ကြီးပေါ်ကနေလင်းတာကြောဖြူကြီးတစ်ကောင်ထိုးဆင်းလာပြီးပြုတ်ကျနေတဲ့ကြီးကန်းပေါ်မှာကာယာကြီးခွနေတာဆိုပဲပြီးတော့သူ့ကိုယ်လုံးနဲ့အသက်ငင်နေတဲ့ကြီးကန်းကိုဖိထားလိုက်တာဗာလေးပစ်ထားတဲ့ကြီးကန်းကအကောင်းပကတိပြတ်ဖြစ်သွားပြီးထပြန်သွားတော့တာပဲတဲ့အဲ့ဒီကြီးကန်းနဲ့လင်းတာတွေကဗာလေးတို့ဝိုင်းပေါ်မှာတော်တော်လေးကြာအောင်ဝဲပြီးပြန်နေသေးတာဆိုပဲနောက်တော့မှပြန်သွားကြတာတဲ့အဖကြီးအေးချစ်ခိုင်ရလဲငတ်မို့ဆိုးပဲလေတသက်လုံးငတ်ပစ်လာတဲ့ကောင်ပဲလက်ကလည်းတော်တော်လေးကိုတဲ့တာချစ်ခိုင်သာမိမိရဲ့ပြစ်လိုက်လို့ကတော့လွဲသွားတယ်ဆိုတာရှိကိုမရှိတာကွာဒီတော့လဲငှက်တွေကလည်းသူ့ကိုမြင်မုန်းနေကြပြီထင်ပါရဲ့လူလေးရဲ့မွေသားစားတဲ့သူတွေကိုမွေတွေကသိတယ်လို့ပေါ့လေငှက်တွေကလည်းချစ်ခိုင်ကိုငှက်မုံဆိုးဆိုတာသိနေသလားမှမသိတာဒါပေမဲ့အဖရဲ့ဒီတောကြီးကန်းကြီးတွေကနည်းနည်းတော့ထူးဆန်းတယ်လို့ကြုတ်ထင်တယ်ဗျအကောင်ကြီးတွေကလည်းအကြီးကြီးတွေပဲဆိုတော့အေးလေကြီးကန်းပဲကြီးကန်းမှသာလာပေါ့ဘာလို့လင်းကကြောပြူကြီးနဲ့ပေါင်းပြီးလာကြတာတော့ပြီးတော့တေတော့မဲ့ကြီးကန်းကိုလင်းနာကဆင်းပြီးစေးကူပေးလိုက်တယ်လို့လောက်တာတော့အဖလည်းအံ့ဩတယ်ကွဒီလောက်မရိုးဘူးထင်တယ်လူကလေးရဲ့ကျုပ်ပြောရအောင်ပဲပြုတ်ကျုပ်တို့အညာမှာကအသက်သိမ့်မကွာတဲ့ငယ်တဲ့လူတွေကိုဦးလေးလို့မခေါ်ဘူးဗျဘာလေးလို့ခေါ်ကြတာကိုနဲ့အမျိုးတော်ရဲ့လို့တော့မဟုတ်ဘူးပြီးတော့တလက်စားတယ်ပြောရအောင်ပဲလောက်လေးဆိုတာခမည်းသိကြမှာသိမှာဗျလေးကိုင်းကိုဝါးနဲ့လှုပ်ရတာဝါကောင်းကောင်းကိုရှာပြီးခုတ်ရတယ်ပြီးရင်လေးကိုင်းကိုရေနဲ့တုပ်လိုက်တယ်ကြက်တင်လိုက်လှုပ်ရတယ်လေးကိုင်းရဲ့ထိတ်နှစ်ဖက်မှာလေးကြိုးတက်ဖို့အချိုင်လေးထွင်းရတယ်ဒါမှလေးကြိုးပြုတ်မထွက်မှာပေါ့ဗျာဗာလေးချစ်ခိုင်မှာတော့အသိလှုပ်ပြီးသားလေးကိုင်း9ခုလောက်ကိုရှိတာဗျပြီးရင်လက်ကိုင်းနေရာမှာလေးကိုင်းကိုအလဲတက်တက်ပေါ့ဗျာအဲ့ဒီနေရာမှာလက်ကင်ကိုချိန်နဲ့သေစရာဖုတ်မီထိုးရတယ်ဗျလေးကျိုးကိုနှစ်ချောင်းတွဲဗျအလဲတက်တက်မှာချိန်နဲ့လောက်စာအိမ်ကိုထိုးရတယ်ဗျဒါကလောက်စာလုံးထဲ့မဲ့နေရာပေါ့ဗျာလေးကျိုးတက်ပြီးရင်လေးကိုင်းကကွေးသွားတာပေါ့ဗျာ
ညာနဲ့ပြစ်တဲ့လေးကိုင်းလိုကွေးသွားတာပေါ့ပြစ်တော့မယ်ဆိုရင်လောက်စာအိမ်မှာလောက်စလုံးထည့်ပြီးတစ်ဖက်ကကင်ထားနောက်လက်တစ်ဖက်ကလေးကိုင်းကိုကင်ပြီးလေးကျိုးကိုအဆုံးထိဆွဲပြီးလက်ကိုလွှဲပြစ်ရတာဗျမပြစ်တဲ့ရင်လေးကိုင်းကိုကင်ထားတဲ့လက်မကိုလောက်စလုံးကသွားထိပြီးလက်မကြီးရောင်လာရောဗျအဘနဲ့ကျုပ်စကားဆုံးယုံရှိသေးတယ်ဗျကိုကြီးတက်တီဟာကြောက်ခဲပါလားဒီကောင်ပြာတိပြရာနဲ့ဘာဖြစ်လာတာတော့ကျုပ်ကပြောလိုက်ပြီးဝိုင်းဝါကိုလှမ်းကြည့်လိုက်တယ်ဒီကောင်ကြောက်ခဲဝိုင်းထဲကိုဝင်လာတဲ့ပုံစံကမပြေုံတမယ်ပဲဗျကိစ္စတော်တော်အရေးကြီးပုံရတယ်ဗျကြောက်ခဲဘာဖြစ်တာတော့အိမ်ပေါ်ကိုပြေးတက်လာတဲ့ကြောက်ခဲကိုကျုပ်ကစီးမိလိုက်တာဗျကိုကြီးတက်တီကြောက်ခဲတော်တော်မောနေတာဗျဒီကောင်စကားကောင်းကောင်းတော့မပြောနိုင်ဘူးဗျကျုပ်ကရေဝတ်စရာရေတစ်ခွက်ပြေးခတ်ပြီးကြောက်ခဲကိုပေးလိုက်တယ်ဒီကောင်ရေကိုဖြည်းဖြည်းတောက်တယ်ဒီတော့မှအမောပြေသွားပြီးကိုကြီးတာလေဗာလေးချစ်ခိုင်ဆုံးပြီဗျဟေးအမေနဲ့အဖေပါအံ့ဩပြီးအော်မိတာဗျဘလို့ဖြစ်တာတော့ကြောက်ခဲသူ့ຢာထဲမှာတေးတာတဲ့ဗျဗာလေးကမနက်စောကြီးထပြီးသူ့ຢာခင်းထဲကမပဲခင်းကိုတွားကြည့်တာတဲ့ဟိုတနေ့ကပဲပဲခင်းကိုမြေရောစာပတ်ထားတာအချိန်နေတွားကြည့်ဖို့တွားတာတဲ့ဗျသူ့ရဲ့လက်ဆွဲတော်လောက်လေးကြီးကိုပခုံးမှလွယ်လို့ဗျလောက်စလုံးအိတ်ကိုဆက်လက်တိုင်းပြီးထွက်သွားတာတဲ့ဗျနေပါအောင်ကြောက်ခဲရဲ့တေးတာကပိုးထီလို့လားလေတွေဘာတွေဖြတ်သွားတာလားမဟုတ်ဘူးဗျကြီးကန်းနေဝိုင်းထိုးလို့တေးတာတဲ့ဟေးဟုတ်လားမင်းသွားကြည့်ပြီးပြီလားမရောက်သေးဘူးဗျကျုပ်လဲကြကြချင်းကိုကြီးတာတွေကိုလာခေါ်တာဗျရွာထဲကလူတွေရောတကြီးရောစေရင်ကောင်းတွေရောတွားကြပြီဗျဟာဟုတ်လားလာကွာတို့လည်းတွားကြည့်ရအောင်ချစ်ခိုင်နဲ့ဖြစ်ရလေဟဲ့ကျုပ်မေကဝမ်းနဲ့ပတ်လက်ပြောလိုက်တာဗျဗာလေးချစ်ခိုင်ကိုကျုပ်တို့တရွာလုံးကလှုပ်ခင်ကြတာဗျဗာလေးချစ်ခိုင်ဆိုတဲ့လူကငှက်ပြစ်ဝါဒနာပါတာကလွယ်ရင်ဘယ်သူကမှဒုက္ခပေးတဲ့လူမဟုတ်ဘူးရရွေးမှဆိုလဲဘယ်တော့မှလက်လေးတဲ့လူမဟုတ်ဘူးဗျတာရင်နာရေးဆိုလဲကျုပ်တို့လူငယ်တွေနဲ့ဒိုးထူပေါင်းဘက်လှုပ်တဲ့သူပါဗျာဒီတော့လဲတရွာလုံးကဗာလေးကိုခင်ကြတာပေါ့ဗျဗာလေးချစ်ကသူစိုက်ထားတဲ့ပဲခင်းဘေးမှာတည်နေတာဗျတရွာလုံးလဲဝိုင်းအောင်ကြည့်နေတဲ့အထက်မှာကျုပ်နဲ့ကြောက်ခဲလဲဝင်တိုးကြရတာပေါ့ဗျာကျုပ်လာတာတွေ့တော့တချို့ကနည်းနည်းဖယ်ပေးကြတာဗျသူတို့စိတ်ထဲမှာဒီလိုထူးထူးဆန်းဆန်းကိစ္စတွေဆိုကျုပ်နဲ့ဆိုင်တဲ့ကိစ္စတွေလို့ထင်နေကြပုံပဲဗျဟာကျုပ်နဲ့ကြောက်ခဲဗာလေးအလောင်းကိုတွေ့ကြပြီဗျကျုပ်ရောကြောက်ခဲရောပါဇက်ကနေဟာကနေဂျိုင်းတူအော်မိလိုက်တာဗျဟာဒါဘလို့ဖြစ်တာတော့ဗျကြောက်ခဲကကျုပ်ကိုမေးတယ်လို့သူ့ဘာသာပြောတယ်လို့နဲ့အလန်တကြားပြောလိုက်တာဗျဟုတ်ပါဗျဗာလေးအလောင်းကပတ်လက်ဗျမျက်လုံးနှလုံးကမရှိတော့ဘူးဗျမျက်လုံးနေရာမှာဟပ်ပတ်ကြီးဖြစ်နေတာဗျပါဇက်ကြီးကလည်းဟပြီးအော်နေတဲ့ပုံပဲဗျဘာလေးမသိခင်မချိမဆန့်ဝေဒနာခံစားပြီးမချိမဆန့်ဝေဒနာခံစားပြီးမချိမဆန့်အော်ဟစ်ပြီးမှတည်သွားတဲ့ပုံပဲဗျတကူလုံးသွေးတွေကိုချင်းချင်းနီနေတာဗျဟာကျုပ်ဖြစ်လက်အောင်အော်မိတာဗျသွေးတွေရွှဲနေလို့စောစောကမသိတာဗျတည်တည်ချာချာလေးကြည့်လိုက်တော့မှဘာလေးကိုမှအသားတွေမရှိတော့တာအယိုးတွေပေါ်နေတာဗျမျက်နှာမှာလည်းအသားတွေမရှိတော့ဘူးကျုပ်ရှေ့ကိုသွားပြီးရက်လိုက်တယ်အလောင်းသားမှာကပ်ပြီးရက်ကြည့်နေတဲ့တကြီးနဲ့စေရင်ကောင်းတွေအနာကိုကပ်ပြီးကြည့်လိုက်တယ်။အိုးဖြစ်မှဖြစ်ရလေဗျာ။ဗာလေးရဲ့ရင်ပတ်တစ်ချမ်းတစ်ခုလုံးအသားဆိုတာဘာမှမရှိတော့တာ။အယိုးတွေပေါ်နေတာဗျ။ကျုပ်တို့စောစောကကြည့်နေတဲ့နေရာကနည်းနည်းလှမ်းပြီးတေးသေးချာချာမမြင်ရတာပဲ။အိုးဘိုက်ထဲမှာလည်းဟောင်းလောင်းကြီးဗျ။ဥတွေသေးတွေဘာမှမရှိတော့တာ။ကြောကုန်းဘက်ကသာလှမ်းမစားနိုင်လို့အသားတွေကျန်နေတာဗျ။မျက်နှာမှာလည်းအသားတစ်စက်မှမရှိတော့ဘူးဗျာ။ဟာဗာလေးရဲ့ရှာပါမရှိတော့တာဗျ။ရှာကိုပါစားသွားတာပဲဘလို့ဖြစ်ရတာတော့တကြီးရဲ့ဟင်းဘုန်းကြီးလေးဗျဒီဖိုးကြီးတောက်ဝေးကြီးကိုထောက်ပြီးဒီအထိလိုက်တာပဲမြောက်ဝိုင်းကတာတင်းတွေ့ရတဲ့ဘုန်းကြီးလေးရဲ့တာတင်းကသူ့ရတဲ့ကပဲခင်းကိုအသွားဒီနားမှာကြီးရွာရောက်နေလို့ဗာများလဲဆိုပြီးလာကြည့်တာတဲ့အပေါ်မှာဝဲနေတဲ့ကြီးကလည်းအကောင်100လောက်ရှိရဲဆိုပဲအောက်မှာချစ်ခံဝိုင်းထိုးစိတ်စားတောက်နေတာအကောင်900လောက်တော့ရှိမယ်လို့တာတင်းကပြောတယ်ဗျဒါနဲ့သူကမြေဆိုင်ခဲတွေနဲ့ပြစ်ပေါက်လိုက်တော့မှကြီးတွေကဝေါကနေပြန်သွားတာတဲ့ဒီတော့မှသူလာကြီးတော့ချစ်ခိုင်အလောင်းတွေ့တာတဲ့ပထမတော့တာတင်းကခွေးသေးတွေဘာတွေကိုဝိုင်းပြီးများကြီးကန်းတွေကစားနေသလားလို့တွေးမိတာနဲ့လာကြည့်တော့မှချစ်ခိုင်အလောင်းတဲ့သူအံ့ဩပြီးကြည့်နေတော့မှပဲကြီးကန်းတွေကသူ့ကိုဝိုင်းထိုးမယ်လို့မနှဲလို့အောင်ပြေးရသေးတယ်တဲ့ကျုပ်ကိုလာပြောလို့ကျုပ်တို့လူစုပြီးဒီရောက်တဲ့အချိန်မှာတော့ကြီးကန်းတွေကမရှိတော့ဘူးဗျအော်ဖြစ်မှဖြစ်ရလေချစ်ခိုင်ရဲ့ဝင်းကြီးလေးကလေပြတ်ပတ်ထားတဲ့တပတ်ကလေးနဲ့မျက်ရည်တုပ်နေတယ်ဘာချေရဲ့မလတ်မကန်းမှာသူ့ရဲ့လက်ဆွဲတော်လောက်လေးကြီးဗျလောက်စလုံးတွေကလည်းမြေကြီးပေါ်မှာပြဲကျက်နေတယ်
ဗာလေးနဲ့တလန်2လန်လောက်အကွာမှာကြီးကန်းအသေး9កောင်6កောင်လောက်တော့တွေ့ရတယ်ဗျသူမတည်ခင်တော့ရသလောက်ပြစ်သွားတာပဲလို့ကျုပ်တွေးမိလိုက်သေးတယ်ဒါပေမဲ့ကြီးကန်းအကောင်100လောက်ကိုတော့ဘယ်လိုပြစ်နိုင်မလဲဗျာအသားမရှိတော့တဲ့အယိုးတွေပေါ်နေတဲ့မျက်လုံးဟောက်ပတ်ကြီးတွေနဲ့ဗာလေးရှိရဲ့အလောင်းကြီးကမျက်စိတွေကမထွက်ပါဘူးဗျာရှားထဲမှာပဲအလောင်းခေါင်းသွင်းပြီးနေချင်းပြီးကြိုလိုက်ရတာပေါ့အလောင်းကိုရွာတဲ့အထိပြန်မြူလိုက်တော့ဘူးဗျအလောင်းကလည်းမြင်လို့ကိုမကောင်းတော့တာတို့တရွာလုံးလဲတိတ်ကိုသွားတာဗျလူတွေတော်တော်ကြောက်သွားကြတာဟိုတပ်ပင်မော့ကြီးဒီတပ်ပင်မော့ကြီးနဲ့ကြီးကန်းတွေပြန်ရောက်လာမလားဆိုပြီးလက်နေကြတာဗျလူကြီးတွေကလည်းပြောကြတာပေါ့ဗျာဟဲ့နင်တို့ကဘာအတွက်ဒီလောက်တောင်ကြောက်ကြတာတော့ချစ်ခိုင်ရငှက်မို့ဆိုမို့လို့ငှက်တက်တာခံရတာလေနင်တို့မကြောက်ဘူးလားမွေးအလိမ်မဲဆရာမွေးကြိုက်သေးရတဲ့အခုလဲငှက်မို့ဆိုငှက်တက်လို့သေးရတာပဲလေနင်တို့ကငှက်မို့ဆိုမှမဟုတ်တာငှက်တွေဘာလို့ကြောက်ကြတာတော့ဘာလေးချစ်ခိုင်ဆုံးပြီးတလားလောက်ကြာတော့ရွာထဲမှာကျွတ်စီနဲ့ဖြစ်ကြကုန်ပြန်ရောပြုတ်ကျုပ်လဲဘာဖြစ်တာတော့သိအောင်ရွာထဲကိုထွက်ခဲ့တယ်တာဒီဒီလိုကြည့်နေလို့တော့မဖြစ်တော့ဘူးနော်တခုခုလုံးမတော့ဖြစ်တော့မယ်ဟိကျုပ်ဝိုင်းထဲကထွက်လာတာနဲ့မြောက်ပိုင်းကဘိုးစိန်ညိုနဲ့တန်းတိုးတာပြုတ်အခုဘာဖြစ်လို့တော့ဘိုးရဲ့ဟာဒုမြောက်ပိုင်းကစိန်ဖေးလေးပဲခင်းထဲကပြန်လာတာတောကြီးကန်းနေဝိုင်းထိုးလို့ဟာတာဒီကမနှဲကိုအသက်လူပြေးလာရတယ်ဆိုပဲရွာထဲဝင်တော့မှနောက်ပြန်လှည့်သွားကြတာတဲ့ဒီနေ့ဆိုရင်ရွာပြင်ကိုဘယ်သူမှတော့မထွက်ရဲကြဘူးလေဟာဟုတ်လားပို့ဒီကြီးကန်းနေပြန်ရောက်လာကြပြန်ပြီပဲထူးတော့တော်တော်ထူးနေပြီဘိုးကြီးဟုတ်တယ်ကွာတာတီကစိန်ဖေးသာလွတ်အောင်မပြေးနိုင်ရင်ချစ်ခိုင်ပုံစံအတိုင်းဖြစ်လာတော့မှထင်တယ်တခုခုတော့လှုပ်ရှားမှလူလေးရမင်းဆရာကြီးတွေပင့်သိရင်လဲသွားပင့်တော့ကွာကျုပ်ကြည့်ပါမယ်ဘိုးရအေးမင်းကိုအားကိုးပါတယ်တာတီကကျုပ်ရွာထဲကိုမသွားတော့ပဲဝိုင်းထဲကိုပြန်ဝင်ခဲ့တယ်အိမ်မော်တက်တော့အဘနဲ့အမေကအကျိုးအကြောင်းကိုမေးလို့ကျုပ်ပြောပြရတာပေါ့ဗျာတနေ့လုံးကျုပ်အလုပ်တွေလုပ်ရင်ဒီအကြောင်းပဲစဉ်းစားနေတာဗျကျုပ်ဘာကိုမှအဖြေထွက်အောင်မတွေးနိုင်ဘူးညရီရဝင်တော့မဖဲဝါရဲ့ကိုဝါရုပ်ကလေးကိုလက်ထဲမှာကိုက်ထုတ်ထားပြီးမဖဲဝါကိုကျုပ်ပြောလိုက်တယ်ပညာရှင်မဖဲဝါကျုပ်တို့ရွာမှာကြီးကန်းနေတောင်းညံ့နေလို့ဗျလွန်ခဲ့တဲ့တစ်လကဗာလေးချစ်ခိုင်ကိုတက်ပြီးစားပြစ်ကြတယ်ကျုပ်တို့ကဗာလေးချစ်ခိုင်ကိုငှက်မုံဆုံးမို့လို့ကြီးကန်းနေတက်ပြစ်တယ်လို့ထင်တာအခုတော့ကိုစိန်ဖေးကိုတက်ဖို့ဝိုင်းလိုက်ကြပြန်ပြီဗျဒီကြီးကန်းတွေကလူသားစားတဲ့ကြီးကန်းတွေဆိုတာတေချာပြီးမဖဲဝါဒီကိစ္စကိုအိမ်မက်ပေးပြီးပြောပြပါပြီးတော့ဒီရန်ကိုဘယ်လိုနှိမ်နှင်းရမလဲဆိုတာပြောပြပါဗျာကျုပ်တို့ရွာသားတွေရားတဲ့ဆင်ပြီးအလုတ်လုတ်ရဲမှာမဟုတ်တော့ဘူးဗျကျုပ်ကင်ထားတဲ့မဖဲဝါကိုဝါရုပ်ကလေးကစက်ခနဲတုံသွားတာကိုကျုပ်သိလိုက်ရတယ်အရုပ်ကလေးကိုကျုပ်ကောင်းအောက်မှာထားပြီးအိတ်လိုက်တယ်တာတီငါဒီမှာကျုပ်ကခါတိုင်းမြင်နေကြ12ရာသီအပင်ကြီးအောက်မှာမတွေ့တော့တာနဲ့ဟိုကြည့်ဒီလုံနေတာဗျမဖဲဝါကဒါကိုသိလို့ကျုပ်ကိုလှမ်းခေါ်တာပြုတ်အတန်ကြားတဲ့ဘက်ကိုကျုပ်လှမ်းကြည့်လိုက်တယ်မဖဲဝါခါတိုင်းလိုပဲကျုပ်နဲ့ရွယ်သူကောင်မလေးရွယ်ဖန်ဆင်းထားတာဗျတာတီနင်တို့ရွာတော့စုံညို့တာခံရပြီဗျာစုံညို့တာဟုတ်လားကျုပ်တို့ရွာမှာစုံမရှိပါဘူးဗျဟဲ့တာတီဒီစုံကနင်တို့ရွာကစုံမဟုတ်ဘူးဟဲ့တခြားနေရာမှာနေတဲ့စုံသူ့ကိုကြီးကမ်းမလို့ခေါ်တယ်သူကကဘာပပြီးသွားနေတာဒီဘက်မရောက်တာကြာပြီအခုမှဘယ်ကလာလို့ဘယ်လိုရောက်လာတော့မသိဘူးငါနဲ့လည်းမတည့်ဘူးကြီးကမ်းမကငါဆိုအားကြီးမုန်းတာဟာဟုတ်လားကြီးကမ်းမမဖဲဝါဘာလို့မောင်းတာတော့ဗျတခါကငါပိုင်တဲ့ရန်ကုန်ကကြံတော်တင်းကြိုင်မှာမဟုတ်ကစီရင်လူလာလို့ငါမောင်းထုတ်လိုက်ဘူးလေအဲ့ဒါကိုကြီးကမ်းမကငါ့ကိုအညှိုးထားတယ်တနေ့နေ့ကျရင်လင်ကောင်းဒုက္ခရောက်အောင်လုပ်မယ်လို့ကြိမ်ဝါသွားတယ်တာတီရဲ့အခုတော့သူနဲ့ငါပြန်တွေ့ရတော့မှာပေါ့လေဟင်းမဖဲဝါဘာလို့မလို့တော့ဒီကြီးကမ်းမကသူ့ပုံးတဲ့နေရာတိုင်းမှာဆေးတွေစီရင်ပြီးကြီးကမ်းတွေကိုအစာကျွေးတာဟဲ့တာတီရဲ့သူဆေးမိသွားတဲ့ကြီးကမ်းအလုံးကသူ့အစေပါတွေဖြစ်ပြီးသူခိုင်းတဲ့အတိုင်းလောက်ကြတော့တာပဲဟဲ့သူဒီနယ်ကိုဘလို့ရောက်လာလဲငါတို့မသိဘူးသူနဲ့တူပါလာတဲ့ကြီးကမ်းတွေရောဒီနယ်ကသူဆေးကျွေးထားတဲ့ကြီးကမ်းတွေရောပေါင်းလိုက်ရင်ကြီးကမ်းတွေကထောင်ချီနေပြီအဲ့ဒီတော့ကြီးကမ်းတွေကကြီးကမ်းမရဲ့အစေပါတွေပဲဟဲ့နေပါဦးမဖဲဝါရဲ့ဒီဆုံးမကြီးကိုဘာလို့ကြီးကမ်းမလို့ခေါ်တာတော့ဗျဟဲ့တာတီဒီကောင်မကြီးကဆုံးပညာကိုအမြင့်ဆုံးတက်နေပြီဟဲ့အသက်ကလည်းရာချီနေလောက်ပြီတခြားဆုံးတွေကထမိန်ချုံရင်လင်းတာဖြစ်တယ်သူကအဝိနက်ကြီးခြုံလိုက်ရင်ကြီးကန်းဖြစ်သွားရောတယ်ဟဲ့အရွယ်ကတော့ကြီးကန်း9ဆလောက်ကြီးတယ်ဒါကြောင့်ဒီဆုံးမကြီးကိုကြီးကန်းမလို့ခေါ်တာအော်ဆုံးမကြီးကဗမာအကြီးပဲလားဟာမဟုတ်ဘူးဒီကမဟုတ်ဘူးဘယ်နိုင်ငံကဆုံးမကြီးမှန်းကိုမသိတာဟာဒါဆိုရင်ကျုပ်တို့ရွာတော့ဒီဆုံးမကြီးညှိုးတာကိုခံရရင်တေကုန်တော့မယ်ထင်တယ်နင်ဒီလောက်ကြောက်စရာမလိုဘူးတာတီဒီကောင်မကြီးပုံးနေတဲ့လှိုင်ကူပေါက်ကိုငါသိတယ်အခုလာမဲ့လက်ွယ်ညမှာ9နိုင်တိတိမှာထောင်ထောင်းကုန်းအနောက်ဘက်တကားကနေထွက်ခဲ့ပြီးရင်ညောင်ကျက်ပင်ကြီးအောက်မှာစောက်နေမယ်
နင့်ကိုနတ်ကျော်လာပြီးခေါ်လိုက်လိမ့်မယ်နတ်ကျော်နင်မကြောက်နဲ့တာတီနတ်ကျော်ကနင့်ကိုသိတယ်သူနင့်ကိုခင်တယ်သူနဲ့သာလိုက်သွားသူကကြီးကမ်းမပုံနေတဲ့ဂူပေါက်ကိုလိုက်ပြလိမ့်မယ်အဲ့ဒီတောင်တစ်ထောင်လုံးမှာကြီးကမ်းမရဲ့အစီပါကြီးကမ်းတွေရှိတယ်ဒါပေမဲ့ဒီကောင်တွေကအစားကျူးတဲ့ကောင်တွေဆိုတော့အိတ်တန်းတက်ပြီဆိုရင်မနိုးတော့ဘူးပြီးတော့သူတို့မျက်လုံးတွေကညာဘက်ဆိုကောင်းကောင်းမမြင်ရဘူးနင်ရဲရဲသာလိုက်သွားနင်ကူထဲဝင်လို့ပြီးရင်နင့်ကိုဆုံးမကြီးကအာယုံစိုက်နေတဲ့အချိန်မှာငါကူထဲကိုကြီးကမ်းမမသိအောင်ဝင်ခဲ့မယ်ငါ့ကိုကြီးကမ်းမတွေ့သွားတာနဲ့နင့်ကိုသူအာယုံစိုက်တော့မှာမဟုတ်ဘူးသိလားငါ့ကိုပဲအသေးကြီးတိုက်တော့မှာငါရှုံးမဲ့အရေးမြင်နင့်ဆရာကြီးတွေပေးထားတဲ့အင်းတွေနဲ့ဝင်ပြီးပြစ်ပေတော့တကယ်တော့ဆုံးမကြီးကအဝင်းနဲ့ခြုံပြီးကြီးကမ်းဖြစ်နေတယ်ဆိုရင်နင်နောက်ဆုတ်လိုက်တော့တာတေနတ်ကျော်ရင်ဆိုင်လိမ့်မယ်နောက်ဆုံးကြီးကမ်းမကြီးကူထဲကထွက်သွားရင်နင်ဘာမှမလုပ်နဲ့တော့ကြားလားနင်သူ့ကိုတတ်လို့ရမှာမဟုတ်ဘူးဒီနယ်ကနေမောင်းထုတ်လို့ပဲရမှာဒါပေမဲ့ကြီးကမ်းမကသူရှုံးသွားရင်ဒီနယ်ကိုဘယ်တော့မှပြန်လာတော့မှာမဟုတ်ဘူးဟဲ့တာတေထားတော့လေမိုးလင်းနေပြီဟဲ့အမေနိုးတော့မှကျုပ်နိုးသွားတာဗျကျုပ်ချက်ချင်းပဲမဖဲဝါပေးထားတဲ့အိမ်မက်ကိုသတိရသွားပြီးအမေကိုလှမ်းမိလိုက်တယ်အမေလက်ွယ်ဖို့ဘယ်နှစ်ရက်လောက်လိုသေးတော့ဗျအမေတာတေနင်ကဘာများလုံးမလို့တော့ဟဲ့ကိစ္စရှိလို့ပါအမေကနောက်3ရက်လောက်လိုသေးတယ်ဟဲ့ကျုပ်အမေကိုဘာအပြတ်မပြောဘဲနဲ့မျက်နှာတစ်ဖို့ဝိုင်းနေထွက်ခဲ့တယ်တနေ့ကျုပ်အင်းတွေရှာရဖះရှိခိုပရိစိတ်ရနဲ့အားကိုမအားတော့ပါဘူးဗျာဒီရက်အတွင်းကျုပ်ဝိုင်းမြင်ကိုလုံးဝမထွက်တော့ဘူးဗျအဖားနဲ့အမေကကျုပ်လုံနေတာတွေကိုမတိမတာကဲခတ်ပြီးကြည်နေကြတာဗျဘာမှတော့မမေးဘူးကျုပ်ကအဖေရှင်တို့ဘိုးလူဘေတို့ကိုတိုင်တယ်ပြီးအကြောင်းကြားလိုက်တယ်ဒီလိုနဲ့ကျုပ်ဆောက်နေတဲ့လက်ွယ်ညကိုရောက်လာတော့တာပေါ့ဗျာမဖဲဝါပြောတဲ့အတိုင်းည9 နာရီတိတိမှာကျုပ်ရွာနောက်ဘက်တကားကနေထွက်ပြီးညောင်ကျက်ပင်ကြီးအောက်ကိုရောက်နေပြီဗျကျုပ်ရဲ့အင်းနေဆေးရထည့်ထားတဲ့ဆေးလွယ်အိတ်ကိုဆက်လွယ်တိုင်းထားတယ်ကျုပ်သုံးမှုရွေးထားတဲ့အင်းတွေကတော့လွယ်အိတ်အပြင်ဘက်ကနေအိတ်ကက်ထဲမှာအစီအစဉ်အတိုင်းထည့်ထားပြီးသားဗျဟောနတ်ကျော်ကြီးလာပြီဗျလောက်ွယ်ညမှာအပေါင်တူကြီးထဲမှာပေါ်လာတဲ့နတ်ကျော်ကြီးအော်တန်းဗျကျုပ်ကမျက်ကွေးစေးကွင်းလာခဲ့တာလေဗျာနတ်ကျော်ကြီးကိုကျုပ်မြင်နိုင်တယ်လေဗျာနတ်ကျော်ကြီးတဖြည်းဖြည်းနဲ့နီးလာပြီဗျနတ်ကျော်ကြီးကျုပ်စီကိုတန်းလာနေတာဗျနဲတဲ့ကောင်ကြီးလားဗျာတကယ်ကိုနွားမတန်းလောက်မှရှိတယ်ဗျနတ်ကျော်ကြီးကကျုပ်ကိုသူ့အမိကြီးလှုပ်ပြတယ်ကျုပ်ကခေါင်းငိတ်ပြပြီးညောင်ကျက်ပင်အောက်ကထွက်လာလိုက်တယ်ကျုပ်လည်းထွက်လိုက်ရောနတ်ကျော်ကခြာကနေလှည့်ပြီးအလေရိုးမဘက်ကိုဥတီပြီးသွားရောဗျကျုပ်လည်းနတ်ကျော်ကြီးနောက်ကိုခတ်တုတ်လိုက်ရတာပေါ့ဗျာမဖဲဝါရဲ့ခွေးကြီးကရှေ့ရသွားကျုပ်ကနောက်ကလိုက်နဲ့တောင်ကြီးကိုရောက်လာခဲ့တယ်လိုက်အောင်မရှိပေမဲ့ကြဲအောင်ကလေးရှိတော့တော်သေးတာပေါ့ဗျာနတ်ကျော်ခေါ်တဲ့လမ်းတိုင်းကျုပ်တောင်ပေါ်တက်ခဲ့တယ်ကျုပ်စိတ်ထင်တယ်ညက17 နာရီလောက်ရှိပြီနတ်ကျော်ကရှေ့ရဆက်မသွားပဲရက်လိုက်ရောပြီးတော့ခြုံမုံတွေကိုတိုးဝင်ခိုင်းတယ်သူကရှေ့ကတိုးသွားတော့ကျုပ်ကနောက်ကလိုက်ရတာပေါ့ဗျာဒါပေမဲ့အသက်မမြင်အောင်ကျုပ်ကတတိထားပြီးတိုးရတာပေါ့ဗျာခြုံပုတ်ကြီးတွေကိုတိုးပြီးဟိုဘက်ကိုထွက်လိုက်တော့ဟာတွေ့ပြီတွေ့ပြီကြီးကမ်းမနေတဲ့ဂူပေါက်ကြီးဗျဂူဝါကိုခြုံပုတ်ကြီးပိတ်နေတာဗျဂူထဲမှာမီးလင်းနေတယ်ဗျကျုပ်အပေါက်ဝါကိုတီတီချာကပ်ပြီးကြည့်လိုက်တော့နိုင်ရမှာကြောက်ဖျောင်းနိုင်တွေထွန်းလာတာဗျပြီးတော့ဂူအလဲမှာမီးဖို့ကြီးတစ်ဖုံနဲ့ကြောက်အိုးကြီးတစ်လုံးနဲ့တည်ထားတာတွေ့တယ်ဗျဒါဆုံးမကြီးစေးကြိုထားတာပဲဖြစ်မယ်ဗျကျုပ်ဆုံးမကြီးကိုလိုက်ကြည့်တာတော့မတွေ့ဘူးဗျဂူထဲကကြောက်ပန်းဆွဲကြီးတွေနားမှာနားနေတဲ့လင်းတာကြီး2 ကောင်တော့တွေ့တယ်တကောင်ကလင်းတာထိတ်နေကြီးဗျတကောင်ကလင်းတာကြောဖြူကြီးဗျဗာလေးချိတ်ခိုင်ပြောတယ်လင်းတာကြောဖြူဆိုတာဒီကောင်ကြီးပဲဖြစ်မယ်ဟောဗျာဟောဂူတော့ကမဲနဲ့ထွက်လာတာဘာကြီးပါလဲဟာညောင်ဝင်ကြီးဗျနဲတဲ့ကောင်ကြီးလားဗျာဟောညောင်ဝင်ကြီးကစေးကြိုထားတဲ့ကြောက်ဝိုးကြီးနားကိုရှောက်လာပြီးမီးပုံတွေကိုထင်းချောင်းတွေထည့်လို့ဗျဟောခါကြီးကုန်ပြီးဖူးနဲ့မီးတောင်မှုတ်နေလိုက်သေးတယ်ဗျာမီးဘိုကမီးတောက်သွားတာနဲ့ညောင်ဝင်ကြီးကကုန်းနဲ့ဂူတောက်ကမှောင်ထဲကိုဝင်သွားတယ်ဗျဒီတော့မှကျုပ်လဲဂူထဲကိုတတိထားပြီးဝင်လိုက်တယ်နတ်ကျော်ကျုံနောက်ခက်လန်းနေပါလာတယ်ဂီဟာကျုပ်ကိုမြင်သွားပြီဗျလင်းတာထိတ်နေကြီးကအိတ်နေတာမှမဟုတ်တာကင်းဆောင်နေတာဗျဒီကောင်ကကျုပ်ကိုတွေ့သွားပြီဂီဟောလင်းတာကျုပ်ပြူကြီးကလည်းကျုပ်ကိုမြင်သွားပြီးအော်တော့တာပဲဟဲ့ထိတ်နေတဲ့ထိတ်ပြူဘာတွေဖြစ်နေတာတော့ဟာကြီးကဲမကြီးရဲ့အတန်ပဲဗျစောကမြောင်းဝင်ကြီးဝင်သွားတဲ့မှောင်ရိပ်ထဲကနေထွက်လာတာဗျခါကြီးတက်စစ်ချိုးကုန်းထားပြီးခေါင်းမှာပါဝါနီကြီးတစ်ထည်ကိုခေါင်းပေါင်းထားတယ်ဗျနှာခေါင်းကရှည်ချွန်ကြီးဗျလက်ထဲမှာကင်ထားတဲ့တောင်ဝေးကိုတောက်ခောက်ပြီးခါကြီးကုန်းကြီးနဲ့အလင်းအောင်အောက်ကိုထွက်လာပြီဗျခါမှဝေထားတာထမ်းမိန်မဟုတ်ဘူးဗျဘောင်းမီဘွားကြီးဝေထားတာ
ဆုံးမကြီးရဲ့ပုံစံကနှာခေါင်းချွင်ကြီးနဲ့မဲမဲကြီးဆိုတော့ကြီးကန်းကြီးလမ်းလျှောက်လာသလိုပဲဗျာလင်းလာကြီးနှစ်ကောင်ကလည်းမနာတမ်းအော်နေတာဗျဟဲ့နှစ်ကောင်ဘာဖြစ်တာတော့လို့ငါမင်းနေတယ်ဂီဘာရန်သူဟုတ်လားဘယ်မှာတော့ရန်သူကြီးကန်းမကြီးကလင်းလာကြီးရဲ့ပြောတဲ့စကားကိုနားလည်တဲ့ပုံပဲဗျခါကုန်းကြီးနဲ့ဂူထဲကိုလိုက်ကြည့်နေတယ်ကျုပ်ကကြောက်တုံးကြီးနောက်မှာပုန်းနေတာဆိုတော့ကျုပ်ကိုရုတ်တရက်မမြင်နိုင်ဘူးနဲ့တူတယ်ဗျကျုပ်ကပုန်းနေတဲ့ကြောက်တုံးကြီးရဲ့နောက်ကနေထွက်လိုက်တယ်ဒီတော့မှကြီးရမကြီးကကျုပ်ကိုမြင်သွားပြီးသူ့လက်ထဲကတောင်မွေးကိုစောင့်လိုက်ပြီးဟဲ့နေဘယ်လိုတော့ကျုပ်ကတာတေပါဘာတာတေဟုတ်လားငါနေတဲ့နေရာကိုဘာလာလောက်တာတော့မိမကြီးကဘာမှမဟုတ်ဘူးလို့ထင်ရပေမဲ့ဘာမှစကားကိုကောင်းကောင်းပြောတတ်တာပဲဗျကျုပ်ခွေးပြောက်သွားလို့လိုက်ရှာရင်တောထဲမှာမျက်စိလဲသွားလို့ပါဗျနင်ခွေးဟုတ်လားနင်ခွေးကိုစားလောက်နေတဲ့ငါကြီးကန်းတွေကစားပစ်လိုက်တာဖြစ်မှာပေါ့ကောင်လေးရဲ့အခုငါကြီးကန်းတွေကနင်ခွေးတွေမဟုတ်ဘူးနင်ကိုပါစားပစ်တော့မယ်ဆိုတာသိလားဟဲ့ကျုပ်ကိုခမကြီးကန်းတွေကစားမယ်ဟုတ်လားစားကြည့်လေတာတိအကြောင်းသိသွားမှာပေါ့ဗျအောက်မှာဆောင်းကြောကြွားနဲ့မလောက်လေးမလောက်စားနဲ့များဟဲ့ထိတ်နေတဲ့ကြောဖြူဒီကောင်တက်ပြီးစားလိုက်ကြစမ်းဂီလင်းလာကြီးနာကောင်ကတောင်မနေတစ်ဖက်ပြန်ခိုင်ရင်ကျုပ်ရှိတက်တဲ့ကနေပြန်ပြီးဝင်လာတာပြုတ်ကျုပ်လည်းလက်ထဲမှာအစင်စစ်ကင်ထားတဲ့အင်းချက်နဲ့ပစ်လိုက်တယ်ဗျကျုပ်ပစ်လိုက်တဲ့အင်းကဂလုံဆက်အင်းဗျလင်းနာလောက်ကတော့ဘယ်မှုဝရုံးဗျဝုံကျုပ်ပစ်လိုက်တဲ့အင်းကြောင့်လင်းနာကြီးနှစ်ကောင်ကမီးတွေထထောက်ပြီးဂူချမ်းမြင်ပေါ်ထိုးကျသွားရောက်ဗျအဲ့တော့မှကြီးကမကြီးကကျုပ်ကိုမျက်လုံးပြူးပြူးကြီးနဲ့ကြည့်ပြီးလက်ဆက်သက်တော့နင်ကစိတ်ရကိုငါတသက်မှဒီလောက်ငယ်တဲ့စိတ်ရမတွေ့ဘူးသေးတာကဲနင်းကငါမတတ်မိခင်ဒီကူတွေကနေထွက်သွားပြီတော့ဒီကူတွေကထွက်သွားဖို့လာခဲ့တာမှမဟုတ်တာဗျခမ ्या ကိုဒီဒေသကမောင်းထုတ်ဖို့လာခဲ့တာဗျကြီးကမကြီးရဲ့အောင်မဲနင်းကငါနာမည်ကိုတောင်သိနေပြီကိုနင်ကပေါ်သေးသေးကောင်တော့မဟုတ်ဘူးပဲဟုတ်တယ်ကျုပ်ကခမ ्या ကိုကြံတော်တင်းញိုင်းနဲ့ကမောင်းထုတ်ခဲ့တဲ့မဖဲဝါရဲ့မိတ်ဆွေဗျဘာနင်ကဟိုတရဲမရဲ့မိတ်ဆွေဟုတ်လားဒါဆိုရင်ဟန်ကြလိုက်တာနင်းကိုတစားကန်လှုပ်ပြီးဟိုတရဲမကိုလက်စားချေရမယ်ကဲနင်းဟာမတရဲမကိုခေါ်လိုက်စမ်းမခေါ်ပေးနိုင်ရင်တော့နင်သေဖို့သာပြင်တာဆရာပေါက်စာကောင်းစုံကလေးဟာငါ့ကိုခေါ်တရားမလိုပါဘူးငါဒီမှာရောက်နေပြီးသားဟဲ့ကြီးကမရဲ့ဟာမဖဲဝါရောက်လာပြီဗျို့ဟိုလက်ကြော်ကြီးကလည်းဥပြီးဂူချမ်းပြင်ကိုလက်သေးနဲ့ကုတ်လို့ဗျဒီမှာကျုပ်ကမဖဲဝါကိုကြည့်လိုက်တယ်မဖဲဝါကျုပ်ကိုညနေရိပ်မျက်နှာကပြတယ်ဗျကျုပ်သိတာပေါ့ကျုပ်ကိုအင်းပစ်ခိုင်းနေတာလေကြီးကမကိုမဖဲဝါဒီတိုင်းရင်ဆိုင်လို့ဘယ်ရမှာတော့ကျုပ်ဆိုတဲ့ကောင်ကလည်းအစင်သစ်ပြင်ပြီးသားပါဗျစောကအင်းတစ်ချက်ကိုပြစ်ပြီးခဲ့တဲ့ကလက်ထဲမှာနောက်ထပ်အင်းတစ်ချက်ကအစင်သစ်ကိုကင်ထားပြီးသားလေဒီတစ်ခါကျုပ်ပြစ်မှာကမော်ဆက်ရောင်အင်းဗျဆုံးတွေရဲ့ဆက်မျိုးစုံကိုဖျက်ပစ်တဲ့အင်းဗျကျုံနောက်ကိုခြေလမ်းမတိမသာဆုပ်လိုက်ပြီးကြီးကမကြီးတက်တဲ့ကိုအင်းပစ်သွဲလိုက်တယ်ကဲအဲ့ဒါမော်ဆက်ရောင်အင်းနဲ့ဟိခံနိုင်ခံတော့ဟာဝုံဟာဝုံကနေမြည်ပြီးဝင်းကနေလက်သွားတယ်ပြီးတော့မိကိုတွေမှောင်သွားတယ်အခိုးတွေပြေသွားတော့ဂူချမ်းမြေမှာဒူးတောက်လေးရကျနေတဲ့ဆုံးမကြီးကိုတွေ့လိုက်ရတယ်ဟောခုံပြီးမဖဲဝါခုံဝင်သွားပြီဗျို့ဘုံမဖဲဝါရဲ့လက်ဝါးကြီးလေထဲမြောက်ပြီးဆုံးမကြီးရဲ့ကြောကုန်းကိုဇက်တိုက်ရိုက်လိုက်တယ်ဟောကြီးကမကြီးသွေးတွေအန်နေပြီဗျို့ဟောထပြီကြီးကမကြီးဒရင်နေရင်နဲ့ထပြီးကြောက်ပန်းဆွဲတစ်ခုပေါ်တင်ထားတဲ့အဝတ်မဲကြီးကိုယူလိုက်တယ်ပြီးတော့အဝတ်မဲကြီးကိုသူ့ကိုပေါ်ခြုံလိုက်ပြီးနင်းကိုငါရှော့တွက်လိုက်မိတာငါအမားပဲနင့်မှာဒီလောက်အစွမ်းထက်တဲ့အင်းတွေရှိနေလိမ့်မယ်လို့ငါမထင်မိတာငါအမားပဲစကားလဲဆုံးရောကြီးကန်းမကြီးကကြီးကန်းဖြစ်သွားရောဗျို့ဟာလက်ကြော်ကြီးပြေးဝင်သွားပြီဗျကြီးကန်းကြီးကအပေါ်ကိုပြန်တက်ပြီးကြောက်ပန်းဆွဲတစ်ခုမှနားနေတယ်လက်ကြော်ကြီးကအောက်ကနေမော့ကြည့်ပြီးဒေါသစကြီးနဲ့ဟောင်ရောဗျို့ကြီးကန်းကမျက်လုံးပြူးပြူးကြီးနဲ့ဟိုကြီးလုံနေတယ်ပြီးတော့ဂူပေါက်ဝါကိုတစ်ချိန်လုံးပြန်တက်သွားရောဗျို့မဖဲဝါမှားထားတဲ့အတိုင်းဘာမှမလုပ်ပဲဒီအတိုင်းကြည့်နေလိုက်တယ်လက်ကြော်ကြီးကတော့ဂူပေါက်ဝါထိလိုက်ပြီးဟောင်နေတာဗျဟာဘာသာနေပါလိကျုပ်ကူဝါကိုထွက်ပြီးကြည့်လိုက်တယ်ဟာကြီးကန်းတွေပြုတ်အကောင်2000လောက်ရှိမလားတော့မသိပါဘူးဗျာကြီးကန်းမကြီးပြန်တဲ့နောက်ကိုစုပြုံပြီးလိုက်ပြန်သွားကြတာဗျကျုပ်ကမီးဖို့ပေါ်ကကြောက်ဝိုးကြီးကိုခြေထောက်နဲ့ကန်ပြီးတွန်းလှဲလိုက်နိုင်တယ်ကြောက်ဝိုးကြီးကဖိုဖနောက်ပေါ်ကနေပြုတ်ကျပြီးကွဲသွားတယ်အထက်ကအရေတွေကဂူတောက်ကမှောင်ရည်ထဲကိုစီးသွားတယ်ဆော့ကမြောင်းဝင်ကြီးဝင်သွားတဲ့ဘက်လေဗျာဟာအော်တန်ကြီးဗျာမချိမဆန့်အော်တဲ့အော်တန်ကြီးဗျာဒါဆော့ကမြောင်းဝင်ကြီးအော်တဲ့အတန်လေးဗျာဘလို့အစွမ်းနေရှိလဲတော့ကျုပ်လည်းမသိဘူးဗျမြောင်းဝင်ကြီးအော်တဲ့အော်တန်ကတဖြည်းဖြည်းတိမ်ဝင်သွားပြီးနောက်ဆုံးငြိမ်သွားရောဗျို့ကျုပ်ကူအပြင်ကိုပြေးထွက်ပြီးခြုံပုတ်ကြီးတဲ့ကိုတိုးဝင်လိုက်တယ်ခြုံပုတ်ကြီးဟိုဘက်ကိုထွက်လိုက်တော့ဟာနတ်ကြော်ကြီးဗျဒီကောင်ကျုပ်ကိုစောင့်နေတာဗျို့အဲ့ဒီညကနတ်ကြော်ကြီးကကျုပ်ကိုရွာနာအထိပြန်ပို့လေရဲ့ကျုပ်အိမ်ရောက်တော့ဆရာတော်ကျောင်းကတုံးမောင်းတော်ခောက်နေပြီဗျို့